Digital နာရီပေါ်ပေါက်လာပုံကတော့စိတ်ဝင်စားစရာကောင်းပါတယ်။အဓိကချက်တွေကတော့1956ခုနှစ်မှာ Joseph Paul Weber က Flickr နာရီကိုတီထွင်ခဲ့ပါတယ်။ဒါဟာပထမဆုံးစက်ပိုင်းဆိုင်ရာ Digital နာရီတစ်မျိုးလို့ပြောလို့ရပါတယ်။1980ခုနှစ်မှာအမေရိကန်ကုမ္ပဏီ Hamilton Watch ကုမ္ပဏီနဲ့ Electrodata ကပူးပေါင်းပြီး PASA လို့ခေါ်တဲ့ပထမဆုံး Digital LED Light Emitting Diode နာရီကိုမိတ်ဆက်ခဲ့ပါတယ်။ဒီနာရီဟာအချိန်ကိုဂဏန်းတွေနဲ့တိုက်ရိုက်ပြသခဲ့တာဖြစ်ပါတယ်။1970ပြည့်လွန်နှစ်တွေမှာ LED နာရီတွေဟာဘက်ထရီစားတာများတဲ့အတွက် LCD Liquid Crystal Display နာရီတွေပေါ်ပေါက်လာပါတယ်။ LCD နာရီတွေဟာဘက်ထရီပိုမိုသက်သာပြီးမျက်နှာပြင်ကိုအမြဲတမ်းပြသထားနိုင်ခဲ့ပါတယ်။နောက်ပိုင်းကာလတွေမှာနည်းပညာတွေတိုးတက်လာတာနဲ့အမျှ Digital နာရီတွေဟာအချိန်ပြရုံသာမက Stopwatch, အလံ Calculator စတဲ့လုပ်ဆောင်ချက်မျိုးစုံပါဝင်လာခဲ့ပါတယ်။ခေတ်သစ်စမတ်နာရီတွေကလည်း Digital နာရီတွေရဲ့ဆင့်ကဲပြောင်းလဲမှုနောက်ဆုံးပုံစံလို့ပြောလို့ရပါတယ်